မန္တလေးတိုင်းဒေသကြီးအတွင်းရှိရမဲသိန်းမိထီလာတာစီပျော်ပွဲစင်ကိုင်းကြောက်စဲမြို့နယ်များမှာနေကြစိုက်တောင်သူများဟာမလ18ရက်နေ့ကပြည်မနာမြို့နယ်စိုက်သိပ်ပိုင်းကွင်းအတွင်းမှာစိုက်ပျိုးပြသထားတဲ့စင်းရွှေကြသုံးပရိုနေကြစိုက်ခင်ရတွားရောက်လေ့လာကြရာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းကနေကြပင်ရဲ့နှစ်စဉ်အသုံးပြုနိုင်တဲ့မျိုးမွေးမြူထုတ်လုပ်ရေးအတွက်ပြားပတုံးကဲ့သို့သောအင်းဆက်များနဲ့ဝတ်မုံကူခြင်းဟာများစွာအရေးကြီးပြီးအောင်စည်းရာခိုင်နှုန်းအထွက်နှုန်းနဲ့စီထွက်ရာခိုင်နှုန်းကိုတိတာစွာမြင့်တင်နိုင်မှာဖြစ်ကြောင်းစင်းချေကြသုံးပရိုမျိုးကိုပြည်ပမှတင်သွင်းလာတဲ့မျိုး33မျိုးတို့ရဲ့ဝတ်မုံများနဲ့မျိုးကိုရှက်ရွေးချယ်မွေးမြူထားသောမျိုးဖြစ်ကြောင်းနဲ့တိုင်းဒေသကြီးပြည်နယ်များအချင်းချင်းအကြားမိုးနဲ့စောင်းဆိုင်နေကြမျိုးစေ့ဖလှယ်တဲ့စနစ်တောင်သူလယ်သမားများကိုယ်တိုင်ဦးဆောင်ပါဝင်တဲ့မျိုးစေ့ထုတ်လုပ်ခြင်းမျိုးစေ့ဖြန့်ဖြူးခြင်းနဲ့စိုက်ပျိုးခြင်းလုပ်ငန်းစဉ်တခြားဖွံ့ဖြိုးစေရန်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားပါတယ်အဲဒီနောက်လေးလာရေးတောင်သူများရဲ့မေးမြန်းချက်များပုံဒုတိယဝန်ကြီးနဲ့သက်ဆိုင်ရာပညာရှင်ဝန်ထမ်းများကရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။